ဒီနေ့ပိုင်းမှာတော့နာရူတိုနဲ့ဖိန်းရဲ့တိုက်ပွဲကိုစောင့်ကြည့်နေတဲ့ဇက်ဆူကဖိန်းရှုံးသွားတာကြောင့်ထိုဘီကိုသတင်းပေးဖို့ထွက်သွားပါတယ်။တစ်ဖက်မှာတိတ်ဖုံးရောက်ကရှီနိုဘီတွေကလည်းရိုင်ကာကဲပေးထားတဲ့တာဝန်ရကိုနိုဟာစီကိုလာနေကြရင်နဲ့ထုံးစံအတိုင်းခါရူကြီးနဲ့အိုမိုကြီးကရန်ဖြစ်နေကြတာကြောင့်ခေါင်းသုံးလုံးနဲ့စာမူကြီးကပဲဝင်တားနေရပါတယ်။ရွာထဲမှာတော့ရှိသမျှအဆောက်အဦတွေပြင်ရွာရဲ့အကယ်ဒမီကလည်းပျက်စီးသွားပေမဲ့ဒန်ဆွဲထားတဲ့တစ်ပင်လေးကတော့အကောင်းပကတိရှိနေတာကိုတွေ့လိုက်ရပါတယ်။ရွှေဖုံးရရဲ့တာယာရဲ့နေ့တစ်နေ့မှာနာရူတိုဆိုတဲ့ခက်ဆိုးဆိုးကောင်လေးတယောက်ကတော့သူ့ရဲ့နေတဲ့တူဝါကိစ္စဖြစ်တဲ့ကြောက်တုံးမျက်နှာကြီးတွေကိုဆေးအောင်ချရင်စော့နေကြပါတယ်။အဲ့ဒါကိုတတိယမြတ်ဟိုကာကဲကလည်းစောင့်ကြည့်နေပြီးနာရူတိုကစိုးသွန်းလုံးတာကြောင့်ဘသူမှအကယ်ဒမီမှာအတန်းမိုင်ဆရာဖြစ်တာဝန်မယူခြင်းတဲ့အခြေအနေဖြစ်နေပါတယ်။အဲဒါကြောင့်ထိမ့်မနိုင်သိမ်းမရကောင်ကိုအကယ်ဒမီကနေစာမေးပွဲအောင်တင် ကြားပေးနိုင်မှုဆရာတယောက်ရှိမှရမှာဖြစ်တဲ့အကြောင်းအီရူကာကိုပြောနေပါတယ်။စာမေးပွဲမအောင်ရင်ရှင်နိုဘီတယောက်ဖြစ်လာမှာမဟုတ်ပဲရွာကလူတွေရဲ့တစ်သက်လုံးဖယ်ကျင်ထားတာကိုခံရမှာဖြစ်ပေမဲ့အီရူကာလက်မခံရင်လည်းအပြစ်မတင်ပါဘူးလို့ပြောပါတယ်။အဲဒါကြောင့်ပဲဆရာအစ်လေးအီရူကာကလည်းခက်ကြောက်ကြောက်နဲ့လက်ခံလိုက်တဲ့အတွက်သူစင်ထားတဲ့အကွက်ထဲမှာမိသွားတဲ့အီရူကာကိုကြည့်ပြီးဟီရူဇန်ကရီးနေပါတယ်။နာရူတိုကတော့ထုံးစံအတိုင်းရွာထဲမှာပြဿနာလိုက်ရှာနေပြီးသူ့ကိုယ်သူတော့ဟိုကာကဲဖြစ်လာမဲ့သူလို့ပဲပြောနေပါတယ်။နောက်နေ့မှလည်းထုံးစံအတိုင်းတယောက်တည်းရှိတဲ့အခန်းမှာမနှက်ဆာစားပြီးနောက်ဒီနေ့လည်းကျောင်းမှာရှာဖို့ပြဿနာတွေကိုစတင်တွေးတောနေပါတယ်။အီရူကအခန်းထဲကိုစတင်ဝင်လာတဲ့အချိန်မှာနာရူတိုရဲ့ခက်တုံးတုံးထောင်ချောက်ကိုမမိခဲ့ပေမဲ့နောက်ထပ်ချထားတဲ့စီရွေကြောင့်ချော်လဲသွားပါတယ်။ဒါပေမဲ့တခြားဆရာတွေကတော့အလိုက်တင်လေးပဲဆက်ဆံမှုမှားထားတာကြောင့်ဒီနေ့မှပထမဆုံးစုံမှုတဲ့နာရူတိုကိုအပြစ်မပေးတော့ပဲစာစတင်မှုဆုံးဖြတ်လိုက်ပါတယ်။ပြီးရဲ့နောက်သူ့ရဲ့ပထမဆုံးအတန်းမိုင်နည်းရဲ့လေးကိုသူ့ရဲ့နာမည်ကအိုမီနိုအီရူကာနဲ့အကြိုက်ဆုံးကတော့အီချီရာဂူရာမမာလို့ပြောရင်းနဲ့စတင်လိုက်ပါတယ်။နာရူတိုကစာတင်တဲ့အချိန်မှာအိပ်ပျော်နေပေမဲ့လည်းလိတူရှိထားလိုက်ပြီးအတန်းပြီးသွားပြီလို့ပြောတာကိုလည်းနာရူတိုရဲ့ဂျင်းတွေမှာအီရူကာကသိနေပါတယ်။ဒါပေမဲ့သူဘလောက်ပဲပြဿနာရှာကြအရေးတယူလုံးမနေပဲစာကိုပဲဆက်တင်ခဲ့ပြီးနောက်ကိုဝါချီစုစစ်ဆေးခြင်းမှာလည်းပါရမီရှင်လေးဆာစကေကအားလုံးအထင်ကြီးကြတဲ့အတိုင်းအေးအေးဆေးဆေးပဲလုပ်ပြသွားပါတယ်။နာရူတိုကလည်းအစ်စ်နဲ့အတူခွဲပြမယ်ဆိုပြီးလုပ်ပေမဲ့ဆာစကေအစ်စ်ကတခြားနေရာကိုရောက်နေရကြောင်းမနာလိုဖြစ်သွားပြီးသူလည်းကိုဝါထုတ်ပြတဲ့အခါမှာတော့ယောဂတဲ့အတူလေးပဲပေါ်လာတာကြောင့်အားလုံးကဝိုင်းရီကြပါတယ်။ပြီးရဲ့နောက်နာရူတိုကိုအသုံးမကျတဲ့ကောင်တာဝိုင်းပြောကြတာကြောင့်ရန်ဖြစ်မဲ့အလုံးမှာအီရူကာကဝင်တားလိုက်ပြီးသူများတွေကိုအနှောက်အယှက်မပေးနဲ့လို့ပါပြောသွားတဲ့အတွက်နာရူတိုကစိတ်မကောင်းဖြစ်သွားပါတယ်။အဲဒါကြောင့်ပဲမခံချင်စိတ်နဲ့ကြိုးစားပေမဲ့အစင်မပြေဖြစ်နေပြီးအဝေးကနေဟီနာတာလီကတော့စောင့်ကြည့်နေခဲ့ပါတယ်။နောက်နေ့ရှူရီခန်ဂျူဆူအတန်းမှာလည်းဆာစကေကကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီးနာရူတိုကတော့ထုံးစံတိုင်းတစ်ခုမှမထိပဲအလွဲလွဲအချော်ချော်တွေပဲဖြစ်နေခဲ့ပါတယ်။နာရူတိုကတခြားသူတွေနဲ့တငယ်ချင်းဖြစ်ရှင်တဲ့အတွက်အတူကစားဖို့ပြောပေမဲ့ဘသူကမှသူ့ကိုလက်မခံပဲသူတို့နောက်မလိုက်ခဲနဲ့လို့ပြောကြပါတယ်။ဈေးထဲသွားရင်းနဲ့မျက်နှာဖုံးဆိုင်ရှိမှဝင်ကြည့်မိတာကြောင့်လည်းဆိုင်ရှင်ရဲ့ကြမ်းကြမ်းနဲ့မောင်းထုတ်ခြင်းကိုခံခဲ့ရပြန်ပါတယ်။သူဘာမှမလုပ်ပေမဲ့လည်းလူတွေအားလုံးကသူ့ကိုဂျိုဆိုးကောင်လို့မြင်နေကြပြီးအဲ့ဒါကိုရှီခါမာရူနဲ့ချိုကြီးကလည်းမြင်လိုက်ကြပါတယ်။သူကြည့်မိတဲ့မျက်နှာဖုံးကိုပါပြစ်ပေါက်ပေးလိုက်ပြီးနောက်မှာတော့ဘယ်တော့မှထပ်မလာနဲ့လို့ပါပြောရင်မောင်းထုတ်ခဲ့တဲ့အပြင်လူတွေအားလုံးကလည်းမကောင်းဆိုးဝါးတကောင်လို့ကြည့်နေကြတာကြောင့်ဝမ်းနဲ့စိတ်တွေနဲ့ပြေးထွက်လာခဲ့ပါတယ်။ညဘက်ရောက်တဲ့အချိန်သူ့ကိုမပါခိုင်းတဲ့ကလေးတွေရဲ့တင်ညာရင်တွင်တက်တိဆန်းတက်တဲ့ပွဲကိုလည်းမျက်နှာဖုံးဝစ်ပြီးခြောက်လန့်ခဲ့ပါတယ်။အဲဒါကြောင့်အီရူကာကလည်းရန်သူအထင်နဲ့တိုက်ခိုက်ဖို့လုပ်ပေမဲ့ပြဿနာကောင်နာရူတိုပဲဖြစ်နေရကြောင်းအနီအောင်ညတညကိုတတိယမိသွားပါတယ်။သူ့ရဲ့မိဘတွေကရှီနိုဘီတွေဖြစ်ကြတဲ့အတွက်ရွာကိုကျူးကျော်လာတဲ့ကိုမီကိုတိုက်ခိုက်ဖို့သွားခဲ့ပြီးနောက်မှာပြန်မလာနိုင်ကြတော့ပဲတိတ်ဆုံးခဲ့ကြတာဖြစ်ပါတယ်။အဲဒါကြောင့်နာရူတိုကိုကြည်ရင်နဲ့ဒေါသထွက်မိလာပြီးစိတ်ကိုထိန်လိုက်ပေမဲ့သူ့ရဲ့အတန်းမိုင်ဖြစ်တဲ့အီရူကာကလည်းတခြားသူတွေလိုမျက်လုံးနဲ့သူ့ကိုကြည့်နေရကြောင်းနာရူတိုကသူဘာမှန်းလုံးမိလို့အဲ့လိုဆက်ဆက်နေကြရလဲလို့မေးပါတယ်။အဲဒါကြောင့်ပဲသူအကယ်ဒမီကို